ဟီမဝနာတော့အလဲမှာအိုင်ကြီးတအိုင်ရှိပါတယ်။အဲ့ဒီအိုင်ကြီးပေးနာမှာတရိတ်ဆန်လေးတွေအများကြီးပဲငြင်းငြင်းလေးထိုင်နေပြီးစင်ကြီးတကောင်ရဲ့ဆုံးမစကားကိုနားထောင်နေကြပါတယ်။အဲ့ဒီစင်ကြီးဟာတောရဲကတားငယ်သမီးငယ်တွေကိုနေ့တိုင်းစတင်ပေးထိန်းချောင်းပေးတဲ့ဆရာကြီးပေါ့။မိမိကိုဆရာကြီးဖြစ်သတ်မှတ်ပြီးဘယ်နေရာသွားဆော့လို့ရတယ်။ဘယ်နေရာဆိုရင်တော့မသွားရဘူး။မနှောက်ယှက်ရဘူးဆိုတာတွေကိုစနစ်တကျသင်မေးတာပါ။စင်ကြီးရဲ့စေတနာကိုဒရိတ်ဆန်မိဘတွေတင်မကပဲတောဆောင်နတ်မင်းတွေကပါသဘောကျပြီးချင်းမွန်ကြလို့ဆရာကြီးအလုပ်ကိုဆက်လုပ်လာတာကြပြီပေါ့။တပည့်ဒရိတ်ဆန်လေးတွေကလည်းလိမ္မာကြရှာပါတယ်။ဆရာပြောသမျှနားထောင်ကြတယ်။ဒါပေမဲ့စင်ပေါက်လေးတစ်ကောင်ပဲရှိတယ်။တကယ်ကိုဆိုးလဲဆိုးစကားလဲနားမထောင်ပါဘူး။ဘာလို့လဲဆိုတော့သူလဲစင်ဆရာကြီးလဲစင်အမျိုးတူမလို့တိတ်မယိုသေးခြင်းဟုတ်ပေါ့။ပြီးတော့ဆရာကြီးကလည်းစိတ်ကောင်းရှိတော့စူတယ်ဆိုယုံလေးပဲစူတာပါ။ကြံတန်တခါမှမပြောပါဘူး။အဲ့ဒါနဲ့ပဲစင်ပေါက်လေးကသွေးနှစ်ထင်ရောက်ပြီးစိုးမြဲစိုးဆဲစော့မြဲစော့ဆဲဖြစ်နေတာပေါ့။ဟိတ်ကောင်လေးစင်ပေါက်မင်းကဘာလို့တလောက်တောင်ကောင်းမှရတာလဲ။မင်းတငယ်ချင်းတွေကိုကြည်စမ်းငါပြောတာသေးသေးချာချာနားထောင်နေကြတာမင်းကြတော့ဘာလို့သူတို့လိုစိတ်ဝင်စားရတာလဲကွာငါပြောတာကိုဘာလို့နားမထောင်တာလဲကျုပ်ပြင်းလာပြီဦးလေးကြီးရဲ့ဘယ်တော့တင်လို့ပြီးမှလဲဗျာသွားဆော့ချင်လာပြီဗျာမင်းကစင်သာဖြစ်တာမြောက်ထက်တောင်ပိုဆိုးသေးတယ်ဟာဆရာကြီးကစိတ်ပြက်လက်ပြက်နဲ့ကောင်းခါပြီးညီးတွားရှာတယ်စင်ပေါက်လေကတော့တခိခိနဲ့သဘောကျပြီးရှိနေလေရဲ့ဒီနောက်ဆရာကြီးစင်ကရိတ်ဆန်လေးတွေအားလုံးကိုအိုင်ကြီးစီလှည့်ကြည့်ခိုင်းပြီးရှင်းပြတယ်ဒီအိုင်နဲ့ကိုပဲတတဝါမှဆင်ပြီးရေမစော့ရအောင်နော်ဘာလို့လဲဆိုတော့ဒီအိုင်ရရေတွေကရသိတွေဝိစာတွေဘလူးတွေနဂါးတွေနဲ့နက်ပြမာတွေသုံးဆောင်ရေချိုးတဲ့နေရာစီစီးဆင်းသွားတာမလို့ပဲအဲ့ဒါကြောင့်ဘသူမှဒီအိုင်နဲ့ကိုလုံးဝမစင်းရအောင်နော်အဲ့ဒီလိုပြောလိုက်တော့ဒရိတ်ဆန်လေးတွေအားလုံးဟာအိုင်ရဲ့ဘေးပတ်လေမှာပဲစော့ပါမယ်ရေထဲမစင်းပါဘူးလို့ဂတိကဝတ်တွေပေးကြတာပေါ့ကဲတော်ကြတယ်မင်းတို့ကလိမ်မာတဲ့ကလေးတွေပဲတခြားဒရိတ်ဆန်လေးတွေဂတိပေးနေချိန်မှာစင်ပေါက်လေးမျက်လုံးကတော့အိုင်နဲ့ကိုဆင်းဆော့ခြင်းစိတ်တွေတပွားပွားဖြစ်ပေါ်နေတာပေါ့သူကဆရာကြီးမျက်စိအောက်ကပြောင်းမဲ့အခွင့်အရေးကိုပဲချောင်းနေတာပေါ့ရက်အနှင်းငယ်ကြတော့ဆရာကြီးစင်ကကလေးတွေကိုတောရဲ့အခြားတစ်ဖက်စီခေါ်သွားတယ်စင်ပေါက်လေးကအနောက်ဆုံးကနေလိုက်လာရင်းနဲ့တစ်ပင်တစ်ပင်နောက်မှာပုံနေလိုက်တယ်ဒရိတ်ဆန်တွေအားလုံးမြင်ကွင်းကပျောက်ကွယ်သွားတာနဲ့အိုင်ကြီးစီဝုန်းနဲ့ပြေးသွားပြီးရေထဲကိုတိုင်ပင်ထိုးချလိုက်တော့တာပဲအမလီလေးရေဟာအေးစိတ်ညာပဲမွေးလဲမွေးတယ်နေလို့ကောင်းလိုက်တာဗျာအဲ့ဒီလိုပြောပြီးတဟားဟာနဲ့ရေကူးရေငုံဆော့လိုက်တာအချိန်တော်တော်လေးကိုကြာသွားပါလေရောဒါပေမဲ့ရုတ်တရက်ဆရာကြီးစင်ရဲ့ဒေါသတကြီးအော်ဟစ်တန်ကြားလိုက်ရတဲ့ခါမှာသူလန့်ပြန့်သွားတယ်စင်မောက်လေးကဆရာကြီးစင်တလောက်ထိဒေါသထွက်နေတာတကားမှမမြင်ဘူးတော့ကြောက်တူးတုံပြီးမျက်နှာငယ်လေးနဲ့ရေထဲကနေပြန်တက်လာခဲ့တယ်ငါပြောတဲ့စကားမင်းကစားစရာလို့မှတ်နေလားဒီအနောတက်အိုင်ကိုဘယ်သူမှလာမရှုပ်ရဲဘူးဆိုတာမင်းသိရသားနဲ့အခုချက်ချင်းပြန်သွားစမ်းစင်ပေါက်လေးလည်းလူမိပြီးဝှက်ခနဲ့ထွက်ပြေးရတာပေါ့ဆရာကြီးစင်ကတော့စိတ်ပြက်လက်ပြက်နဲ့မျက်နှာညှိုးငယ်ပြီးကောင်းခါကြံခဲ့ရှာတယ်နောက်ရကြတော့စင်ပေါက်လေးကမမှတ်သေးဘူးမြောက်နဲ့ယုံကလေးကိုအနောတက်အိုင်နဲ့ဆင်စော်ဖို့တွေးဆောင်ပြန်ရောတရိတ်ဆန်နှကောင်ကဆရာကြီးစကားမှတ်မိနေတော့မစင်ရဲဘူးပေါ့ဒါအောင်စင်ပေါက်လေးကဆရာကြီးစင်ကစော့လို့ရပြီလို့ခွင့်ပြုလိုက်ပြီကွာအဲ့ဒီလိုလိန်ပြောပြန်ရောတနာဆရာကောင်းလေးနှကောင်လည်းယုံသွားပြီးအတူတူဆင်းဆော့ကြတာပေါ့ကြာတော့ကြားပေါက်လေးကရေအိုင်ထဲကနေအကောင်လေးတွေရဲ့အတန်ကြားလို့လာကြည့်ရကနေမြင်သွားပြီးမျက်လုံးအပြူသားနဲ့လှမ်းဖြန့်ကဆရာကြီးစင်စီပြေးတိုင်တော့တာပဲအဲ့ဒီနေ့မှာစင်ပေါက်လေးကအစာမစားရပဲအပြစ်ပေးခံရတာပေါ့ရုံနဲ့မြောက်လည်းအဆူခံရလို့စင်ပေါက်လေးကိုစိတ်ဆိုးသွားကြတာပေါ့မင်းလိန်နေနော်စင်ပေါက်လေးငါတို့မင်းနဲ့ဘယ်တော့မှမဆော့တော့ဘူးတော်ပြီစင်ပေါက်လေးမင်းငါတို့နဲ့အတူတူဆော့ချင်တယ်ဆိုရင်နောက်တစ်ခါတာမျိုးငါတို့လာမလိန်နဲ့စင်ပေါက်လေးခမညာတငယ်ချင်းတွေစိတ်ဆိုးသွားလို့စိတ်မကောင်းဖြစ်မိတယ်ဘာလို့လဲဆိုတော့ဒေါ်ရဲကတခြားအကောင်တွေကသူ့ရဲ့စိုးသွမ်းမှုစိတ်ပြက်လို့ဘယ်သူမှစကားမပြောကြတော့ဘူးလေဒီမြောက်နဲ့ယုံနဲ့ပဲရှိတာကိုဒါပေမဲ့သူကစိတ်မကောင်းဖြစ်လဲခဏပါပဲတိတ်မကြပါဘူးမူလအတိုင်းပဲပြန်ဆိုးတာပဲတငယ်ချင်းတွေအစားစားတာကိုကြည့်ပြီးသူတို့ဘယ်တော့မှစားလို့ပြီးမှလဲငါလည်းဘိုက်စာလာပြီးဆိုပြီးစောင့်နေရတာပေါ့စင်ပေါက်လေးမင်းစိတ်ရှည်ဖို့တင်ရမယ်ဒါအပေါ့စာပြစ်ဒဏ်ပဲရှိသေးရဲ့နော်ဆရာကြီးစင်ကတခြားကလေးတွေစားနေတော့မှစင်ပေါက်လေးကိုစုံမတယ်ပြီးတော့တောရဲ့စီကံကိုလိုက်နာဖို့မလိုက်နိုင်ရင်အရှင်ကကောင်းမာတဲ့ဒရိတ်ဆန်ကြီးတွေလိုအပြစ်ပေးခံရလိမ့်မယ်လို့တတိပေးတယ်စင်ပေါက်လေးကလည်းအရင်ကအပြစ်ပေးခံရတာဘလို့မျိုးလဲလို့သိချင်စိတ်နဲ့မေးတာပေါ့ဆရာကြီးကအများကြီးတော့မဟုတ်ဘူးကွာဒ
ဒါပေမဲ့အပြစ်ပေးတာတောဆောင်နှက်မင်းကြီးကိုယ်တိုင်ပေးတာအပြစ်ခဏခဏလုပ်ရင်တောထဲကနေမောင်းထုတ်ခံရတယ်တချို့ကြတော့လေဟိမောဝနာတောရဲ့ပြင်ဖက်မှာတသက်လုံးတယောက်တည်းလေလွင့်နေရအောင်ကျိန်စာတိုက်ခံရတယ်လို့ပြောပြတော့စင်ပေါက်လေးကဒါဆိုကြက်ဝအဲ့ဒီလိုအပြစ်ပေးခံရမှာလားဆရာကြီးမင်းကကလေးပဲရှိသေးတော့ငါကပဲအပြစ်ပေးတာပေါ့ဒါကြောင့်နောက်တစ်ခါဒါမျိုးအမားထပ်မလုပ်နဲ့တော့ဟုတ်ကဲ့ပါဗျဆရာကြီးစင်ပေါက်လေးကတေးသေးချာချာဂတိပေးလိုက်တယ်အဲ့ဒီအချိန်ကစားလို့ရေအိုင်ထဲမှာရေစင်းဆုပ်ချင်စိတ်တွေတဖွာဖွာဖြစ်နေပေမဲ့ရေထဲကိုမစင်းမိအောင်တတိထားပြီးတော့နေလိုက်ပါတယ်အချိန်တွေကုန်လွန်သွားပြီးတရိတ်ဆန်လေးတွေလည်းအကုန်အရွယ်ရောက်ကုန်ကြပြီစင်ပေါက်လေးကလည်းစင်ပြိုကြီးဖြစ်လာခဲ့တယ်ပေါ့ဒါပေမဲ့သွေးကြွနေတော့အရွယ်မို့စိုးသွမ်းမှုနဲ့စူးစမ်းချင်စိတ်ကတော့အရင်တိုင်းမှာပဲပိုတော်ဆုံးလာသေးတယ်အခုဆိုရင်ဆရာကြီးစင်ကလည်းကလေးအသက်တွေကိုပဲအချိန်ပေးတင်ကြားနေရတော့ဒီစင်ပြိုကြီးကိုမထိန်နိုင်တော့လေဘလို့ပဲပြပြနားမထောင်တော့ဆရာကြီးကစင်ပြိုကြီးရဲ့မိဘတွေကိုပဲတာဝန်လွှဲပေးလိုက်ရတာပေါ့။ကဲမင်းတို့တောင်မင်းတို့ပဲထိန်ကြတော့ဗျာငါအရေးချင်းနေတော့မတက်နိုင်တော့ဟိကျွန်တော်တို့နားလေပါတယ်ငငယ်တည်းကထိန်မိခဲ့တာကျေးဇူးတင်ပါတယ်ဗျာအေးကောင်းပြီလေတခုမှတ်ထားမှာအနောတက်အိုင်နာလုံးဝမသွားမိအောင်တော့တေးသေးချာချာကြည့်ထိန်ကြပါနော်တရက်မှာတော့စင်ပြိုကြီးဟာတောထဲလျှောက်သွားရင်ဝိဆာနှစ်ပါးရဲ့ရေချိုးစိတ်ကိုရောက်သွားတယ်အဲ့ဒီမှာအနောတက်အိုင်ကစီးလာတဲ့ရှင်မြောင်းလေးကိုကြည့်နေတော့မှဝိဆာနှစ်ပါးစကားပြောတာကိုကြားလိုက်ရပါတယ်အနောတက်အိုင်ကရှည်တွေကတကယ်တကိုးကြည့်ပြီးတန့်ရှင်းတာနော်အဲ့ဒီလိုပြောတဲ့ကြတော့စင်ပြိုကြီးကစကားဆုံးအောင်နားမထောင်မဲချက်ချင်းကိုထွက်ပြေးသွားတော့တယ်တကယ်တော့ဝိဆာတွေပြောတာကရေကတကိုးကြည့်တာမှန်ပေမဲ့ရေချိုးမဲ့သူကစိတ်ထားကောင်းရမယ်သူတပားကိုမဖြစ်စီရဘူးသီလရှိရမယ်မိဘဆရာတွေရဲ့စကားကိုနားထောင်ရမယ်လို့ပြောတာပါသူကအဲ့ဒါတွေကိုမကြားလိုက်ရပါဘူးစင်ပြိုကြီးဟာအနောတက်အိုင်စီကိုတန်တက်မတ်မတ်သွားပြီးဝုန်းကနေပဲခုန်ချလိုက်ပြန်ရောအားရပါရရေကူးရေချိုရှည်တွေတောက်ပေါ့ဒါပေမဲ့အခုကခန္ဓာကိုယ်အကြီးကြီးဖြစ်နေပြီဆိုတော့သူရှောက်နေလိုက်တိုင်းရေတွေကနောက်ကျကုန်တာပေါ့အဲ့ဒီနောက်ကျနေတဲ့ရေတွေကမြစ်ဖျားကနေစီးဆင်းသွားတယ်တက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေ့မှာတောဆောင်နှက်မင်းကြီးဟာရေချိုးစိတ်မှာရေလာချိုးတော့ရေတွေနောက်ကျနေလို့ရေချိုးမရဘူးဖြစ်နေတာပေါ့တောဆောင်နှက်မင်းကြီးလည်းစိတ်တူတူနဲ့အနောတက်အိုင်စီကိုတန်းလာပြီးကြည့်လိုက်တော့စင်ပြိုကြီးရေစော့နေတာကိုမြင်သွားပါလေရောအခုချက်ချင်းရက်စံဒီစင်ဆိုးကြီးရေထဲကနေခုချက်ချင်းတက်ခဲ့စံတောဆောင်နှက်မင်းကြီးကမိုးချိုးပြစ်တန်လို့អော်လိုက်တော့စင်ပြိုကြီးခမတုံလုံးခြောက်ချားသွားတယ်ပြစ်တန်အနေနဲ့စင်ပြိုကြီးရောသူ့ရဲ့မိဘတွေပါဟိမဝနာတော်ရဲ့အခြားတစ်ဖက်ခြောက်တွေ့ပြီးဆင်းရဲတဲ့နေရာစီမောင်းထုတ်ခံလိုက်ရပါတယ်စင်ပြိုကြီးကစိတ်ထဲကနေမကြေမနက်ဖြစ်မိသလိုမိဘတွေကိုပါဒုက္ခပေးမိလို့စိတ်မကောင်းလည်းဖြစ်မိတာပေါ့ပြစ်တန်ကာလကုံဆုံးသွားတဲ့ခါမှာအားလုံးကမူလနေရာကိုပြန်ခွင့်ရပေမဲ့မိဘတွေကတော့မပြန်ချင်တော့ပါဘူးမသွားပါနဲ့တော့လားသားရဲ့ငါတို့ဒီမှာပဲနေတာအကောင်းဆုံးပါပဲမင်းနောက်တစ်ခါထပ်ပြီးအမားထက်လို့မအောင်အဖေတို့အမေတို့ကြောက်လာပြီဒါပေမဲ့စင်ပြိုကြီးကဟိုဘက်ကတော့နှုတ်ဆက်ဖို့တစ်ခါတော့သွားခွင့်ပြုပါပြီးရင်မိဘတွေစီပြန်လာခဲ့ပါမယ်လို့လိန်ညာပြီးအနောတက်အိုင်စီကိုပဲတန်တန်မတ်မတ်သွားပြန်ရောဘာလို့လဲဆိုတော့အဲ့ဒီအိုင်ထဲမှာနောက်ဆုံးတစ်ခါလောက်ထပ်ပြီးရေချိုးချင်လို့ပေါ့အိုင်ကြီးစီရောက်တော့သူအားရပါရပြုံးလိုက်ပြီးငါဒီတစ်ခါတည်းပဲရှည်တဲ့ကိုဆင်းမယ်ပြီးဘယ်တော့မှမလာတော့ဘူးဒီတစ်ခါနောက်ဆုံးပဲစင်ပြိုကြီးကဖြည်းဖြည်းချင်းဆင်းတယ်သူကရှည်မနှောက်အောင်တည်တည်ချာချာတတိထားပြီးဆင်းမယ်လို့တွေးထားတာပါဒါပေမဲ့ကန်ဆိုးချင်တော့ကန်နာကကြောက်တုံးကြီးတစ်ခုနင်းမိပြီးကြောက်တုံးကြီးကသူ့အရှိန်ကိုမခံနိုင်ပဲကျိုးသွားတာကြောင့်စင်ပြိုကြီးဟာရေထဲကိုဝုန်းကနေပြုတ်ကျသွားပြီးရေတွေဟာထိမ့်မနိုင်သိမ့်မရနောက်ကျကုန်တာပေါ့စင်ပြိုကြီးလည်းအရန်ကိုလန့်ဖြန့်ပြီးအိုင်ထဲကနေအတင်းရုံတက်ဖို့ကြိုးစားတယ်ဒါပေမဲ့ရေကျတန်ကအရန်ကျတော့တော်ရဲကတတ္တဝါတွေအကုန်ပြေးလာကြည့်ကြပြီးထပ်ပြီးတော့လှုပ်ပြန်ပြီလားစင်လေးဒီကောင်ငဲငယ်တဲ့အခုချိန်ထိမမှတ်သေးဘူးလားဟာနောက်ကြီးတဲ့ရေတွေကနတ်မင်းကြီးရဲ့ရေချိုးစိတ်စီထက်စီးသွားပြန်တော့နတ်မင်းကြီးတကယ်ကိုဒေါသထုတ်ထွက်ရောက်သွားပြီပေါ့နတ်မင်းကြီးကတကူနဲ့စင်ပြိုကြီးရဲ့ခန္ဓာကိုယ်ကိုကောင်းကင်ပေါ်မြှောက်တင်ပြီးအပြင်းထန်ဆုံးအပြစ်ပေးပါတော့တယ်စင်ပြိုကြီးခမကောင်းကင်ပေါ်လွင့်ပါသွားရင်းနဲ့ဟိမဝန္တာတော်ကိုကြော်လွန်ပြီးပင်လယ်ပေါ်ရောက်သွားတာပေါ့နတ်မင်းကြီးကအနောက်ကနေလိုက်လာတာမြင်တော့စင်ပြိုကြီးခမတနာကိယူနာတက်ဖို့အော်ဟစ်အတနာခံခြင်းပေမဲ့အတန်ကလုံးဝထွက်မလာတော့ပါဘူးနတ်မင်းကြီးကအနားကိုကတ်လာပြီးမင်းဟာငဲငယ်တဲ့အခုကြီးတဲ့အထိလူကြီးတွေရဲ့စကားနားမထောင်ပဲကောင်းမှလို့နဲ့မင်းရေစော့ရတာတိတ်ကြိုက်တယ်မလားအဲ့ဒါဆိုလဲဒီတီတာသမုတ်တရားထဲမှာတကောင်နဲ့တသက်လုံးရေစော့နေပြီးတော့မ
မင်းကကုန်းပေါ်မှာနေတဲ့ကုန်းစင်မဟုတ်တော့ဘူးမင်းမှာခန္ဓာကိုယ်အသစ်နဲ့နာမည်အသစ်ရှိရမယ်အဲ့ဒါတော့ရေစင်မယ်နတ်မင်းကကြွေးကြော်ပြီးကျိန်စာတိုက်လိုက်တယ်ချက်ချင်းဆိုသလိုစင်ပြိုကြီးရဲ့ခန္ဓာကိုယ်ကတီတာသမုတ်တရားထဲပြုတ်ကျသွားပြီးခန္ဓာကိုယ်ဟာတဝက်ကစင်တဝက်ကငါးဘဝကိုပြောင်းလဲသွားခဲ့တယ်အပေါ်ပိုင်းကစင်ကောင်းနဲ့ရှေ့ခြေထောက်နှချောင်းပဲကျန်ပြီးကိုယ်ထဲနောက်ပိုင်းနဲ့အမိကတော့ငါးဖြစ်သွားတာပေါ့သူဟာဝမ်းနဲ့ကြေခွဲစွာနဲ့တီတာသမုတ်တရားရဲ့အောက်ခြေအနက်ဆုံးစီကိုငုပ်ရှိုးသွားပြီးကဘာဘက်လုံးအဲ့ဒီနေရာမှာပဲတသက်လုံးနေထိုင်သွားရပါတော့တယ်ဟုတ်ကဲ့ပါရှင်မိဘဆရာကြီးရဲ့စိုးဆုံးမမှုကိုနားမထောင်ရင်တော့အခုစင်လိုမျိုးပဲဘဝနှိကုံမလာတတ်ပါဘူးရှင်အဲ့ဒါကြောင့်မလို့လူကြီးမိဘဆရာသမားတို့ရဲ့စိုးဆုံးမမှုကိုအတက်နိုင်ဆုံးလိုက်နာကျင့်သုံးရပါမယ်နော်မမလီတီခင်တို့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုအစဆုံးကြည့်ရှုပေးလို့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ဇလန်းသစ်တွေအများကြီးတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပေးပါရှင်